မင်္ဂလာပါအသက်50ကျော်60ဝန်းကျင်ရောက်လာလို့ခန္ဓာကိုယ်မှာဟန်ချက်ထိန်းနိုင်မှုတွေညော့နေလာရင်ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုတွေကိုပြန်လဲကောင်းမွန်လာစေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းနှစ်မျိုးကိုဝေမျှပေးခြင်းပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကိုတော့ကျွန်တော်က yoga block လေးကိုအသုံးပြုပြီးတော့လေ့ကျင့်ပြထားပါတယ်တကယ်လို့ yoga block လေးမရှိဘူးဆိုရင်လည်းအောက်မှာရေတံဘူးလေးတွေထောင်ပြီးတော့ဆော်လို့ရပါတယ်အလေးတုံးလေးတွေထောင်ပြီးတော့လည်းဆော်လို့ရပါတယ်ဗျအရင်ဆုံး yoga block လေးကိုကိုယ့်ရဲ့ရှေ့မှာထောင်ရလေးထားရမယ်ခြေထောက်တစ်ဖက်တည်းကိုပဲအားပြုပြီးတော့ရက်ထားမယ်ခါလေးထောက်ပြီးတော့ yoga block ကိုကြော်မယ်ပြီးနောက်တစ်ဖက်ကိုပြန်ပြီးကြော်မယ်နောက်က6ကကိုယ့်ရဲ့ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းထားရမှာဖြစ်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးကိုတစ်ဖက်ကိုစက္ကန့်30နှစ်ကြော့စီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒုတိယမြောက်လေ့ကျင့်ခန်းလေးကတော့6တစ်ဖက်တည်းနဲ့မတ်တရက်တဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဗျပုံမှန်တိုင်းမတ်တရက်ထားနေတာနေဒုလေးတစ်ဖက်ကိုဆွဲမြောက်လိုက်မယ်လက်ကလေးလက်ချိတ်ထားပြီးတော့မှဒီတိုင်းလေးတစ်ဖက်ကိုစက္ကန့်30လောက်နေပေးရမှာဖြစ်ပါတယ်စက္ကန့်30လောက်နေတဲ့နေရာမှာမြောက်ထားပြီးစက္ကန့်20လောက်အကြာနောက်ဆုံးကျန်တဲ့10စက္ကန့်မှာမျက်လုံးလေးမိတ်ထားမှာဖြစ်ပါတယ်မျက်လုံးလေးမိတ်ထားလိုက်ရင်တော့ခန္ဓာကိုယ် balance ကပို့ပြီးထိန်းရတာခက်သွားပါတယ်ဗျဒီဟာလေးကိုလည်းရသလောက်လေ့ကျင့်ကြည့်ဖို့လိုအပ်ပါတယ်တကယ်လို့ကိုကအလုံးမမြောက်နိုင်ဘူးဆိုရင်ဘေးနားမှာနိုင်ရည်လေးဖြစ်ဖြစ်ခုံလေးဖြစ်ဖြစ်အထင်းလေးတစ်ခုကိုကင်ပြီးတော့မြောက်ထားလို့လည်းရပါတယ်ဗျဒီလေ့ကျင့်ခန်းလေးကိုတစ်ဖက်ကိုစက္ကန့်30နှစ်ကြောစီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးနှစ်ခုကအသက်50ကျော်60ဝန်းကျင်ရောက်လာတဲ့လူတွေမှာဖြစ်လေ့ရှိတဲ့ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုတွေညော့နေတာတွေကိုပြန်လည်ကောင်းမွန်လာစေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်ဗျလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့အကျိုးရှိမှုတွေကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်100ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကူညီပေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်ဗျ